ပြီးတော့ဘယ်တော့မှဒီလိုလုပ်ဘူး ကိုငါးစာကျွေးနေလို့ပါငါးလေးတွေပြုံနေတာကိုကြည့်ပြီးတော့ဖုန်းမကင်မိလိုက်တာပါကိုကစိတ်ကူးရင်တန်းနေပြီဟမ်အကျဉ်းသားတရားကိုမင်းနှလုံးသားမှာနေရာပေးလိုက်တာနဲ့အဲ့ဒီနေရာမင်းရှုံးသွားတဲ့နေပဲကိုကလူလေးစိတ်ယုံမှမဟုတ်တာလူလေးခံစားတတ်တယ်ဒါပေမဲ့ခံစားမှုကိုပဲတော့မှရှိတယ်မတည်လူအသက်လောက်ပဲဟာမှအရေးမကြီးဘူးကိုသိပြီဆိုတာနဲ့အဲ့ဒါအားလုံးပြီးသွားကိုကမအယုံကြည်ရဆုံးနဲ့အားကိုးရဆုံးကြောက်ကိုမအများကြီးမျှော်လင့်ထားတယ်စိတ်ညစ်စရာတွေရောနေမနေ့ပြန်မတို့ရတော့သွားမယ်ဟုတ်ပါတယ်လားပါတီလာလေဒါပြင်လို့ဝင်လို့မရဘူးဒါ private ပါမေလာလို့နောက်ဆက်မဖြစ်ပါဘူးเนาะတို့ကတွေ့ကြလို့တကူကဖိတ်ထားလိုက်တော့မင်းနဲ့မင်းမေနိုင်မှာမေလေးရုံတော့မယုံသိလားမင်းနဲ့ခက်ကနာမည်ရမ်းကြည့်တော့ကြောက်တယ်မင်းတို့တကယ်မှတ်မိပါတယ်เนาะပူလာတယ်ဒုက္ခဝရဲ့နေရောင်ကြီးလေးတွေအဲ့ဒီချင်းလို့ပေါ့ရှမ်းမိုက်တာပဲကွာအဲ့ဒါကြောင့်မလို့ကောင်မလေးတွေအားလုံးကမင်းနဲ့ခက်ကို crush ဖြစ်နေကြတာ哦သူကတော့ main ကလေးတိုင်း crush ဖြစ်တာမဟုတ်ဘူးရှုံပါတယ်မေတော်မှပဲလေအခုလိုမင်းနဲ့ခက်နဲ့တရင်တနေ့စကားပြောနေရတာတကယ်မဟုတ်ရဲ့လားလို့မင်းကခက်ထန်မှာကြောသလိုမဟာလဲစံချစ်ဖို့ကောင်းစန္ဒရှိမယ်ဆိုရင်နောက်တစ်ခါအိမ်ကိုဖိတ်ချင်တကယ်အဲ့ဆိုရင်မိမလေးညီမလေးလိုချီရတဲ့အရေးဆွဲကောင်မလေးနောက်ပြောက်ရှိတယ်
သူကမေးထက်တောင်ပူလာသေးတယ်သူ့ကိုခေါ်ခဲ့လို့ရမလား မင်းတို့ Thank you ညီမလေးကဘာဖြစ်လို့ငိုနေရလဲ မိဘနေရောင်းမကုန်လို့ ရှောင်းညီမလေးရဲ့ပန်းတွေအကုန်လုံးမမဝင်လိုက်ပြီနော်ညီမလေးအိမ်ပြန်မယ်ရှိတယ်မင်းအဲ့ဒါဘာလုပ်တာလဲဟိုမှာလုံချုံရည်အများကြီးဖြတ်ရအောင်ပါကျမတို့ဒေါ်မင်းနဲ့ခပ်ဖိတ်ထားတဲ့ဧည့်သည်တွေပါရှင် ဟုတ်ကဲ့ခင်ဗျကျွန်တော်တို့မှားထားပါကြွပါ အိုးရောက်လာကြပြီလားလာကြ welcome အမေနဲ့ဒီနေ့အရန်လှတာပဲ အိုးနတ်သမီးလေးတွေကိုတော့မမိပါဘူးလေ နေပြောတဲ့မေရဲ့ညီမလေးအရေးဆိုတာ အာတွေ့ရတာဝမ်းသာပါတယ် ကျမလည်းတွေ့ရတော့ဝမ်းသာပါတယ် ဟာသူလေးကတကယ်လှတာပဲ မမီနဲ့ခက်ရဲ့အဆောင်အယောင်တွေကြောင့်အရာဟက်သွားတာဖြစ်မှာပါ thank you လာကဲအားလုံးမိတ်ဆက်ပေးရအောင်မယ်
ဒါလေးကကိုကိုတဲ့ဒီအသေးတစ်ချမ်းလေးပေါ့ဟုတ်လား မမေနဲ့ခတ်အတွက်ပျော်စရာကောင်းတဲ့နေလေးတစ်နေ့ဖြစ်ဖို့နေတို့တာဝန်ယူတယ် Ah, okay. Let's start. ငါပိုင်တာငါလူတွေကိုအချိန်မရွေးခေါ်လိုက်လို့ရတယ်နောက်တစ်ခါမင်းနဲ့ခက်နာမှာထပ်တွေ့လို့ရတော့အသက်ဆိုတာတမ်းမှာအထားလို့မရောက်ဘူးနော်အော် မဖြစ်ရလားဆရာမခေါ်ပေးရမှာ နေစမ်းပါဒီလောက်ကတော့တက်ကြမ်းကုနေကြသူ့ကိုယ်ထဲမှာမို့လို့ဒါရှော့ပေးလိုက်ရတာအကောင်မလုံးဝမချင်ထွေအောင်ပါပါ ဟုတ်တယ်တွေ့ရမယ်မင်းနဲ့ခက်စီကိုရောက်ဖို့အဲ့ဒီကိုကိုဆိုတဲ့တတိုင်းကိုအရင်ဖြူရမယ်လာကြပြန်ပြီလားကို့အသက်ကိုမနှမျောကြအောင်လေတူတယ် ဒီတစ်ခါအသက်ကိုနှမျောရမှာမင်းဖြစ်သွားပြီ မင်းလူတွေကိုခေါ်ချင်းခေါ်လိုက်အောင်လေ မင်းတို့ကမင်းနဲ့ခက်အကြောင်းကိုအသေးအချာစုံစမ်းထားကြတာပဲမင်းနဲ့ခက်လည်းမရှိတဲ့အချိန်လုံခြုံရေးတွေလည်းမရှိတဲ့အချိန်ရောက်လာကြတယ်ဆိုတော့ ဟုတ်တယ်မင်းနဲ့စရေးရှင်မလာခဲ့တာ ဟာလေ
မင်းတို့ကြံနေငါအကုန်သိသွားလို့လား နေပါဦးဒီနေရာမှာငါမရှင်းတာတခုရှိတယ်မင်းငါတို့ကြံစီတွေကိုသိနေတယ်ဆိုရင်မင်းနဲ့ခက်ကိုဘာလို့မပြောရလဲ အဲ့ဒါငါကိစ္စပါ ကဲတို့ဒီကိုလာတာမင်းနဲ့စကားစမြည်ပြောဖို့လာခဲ့တာမဟုတ်ဘူး မင်းကမင်းစကယ်ကိုအသက်ပေးကာဝဲတယ်ဟမ်ဟုတ်လား ဟုတ်တယ်ငယ်လေးငယ်လေးရဲ့မမပဲ
အခုလိုက်နေတဲ့အမှုဆက်မလိုက်နဲ့တော့ရှင်းလား ငါအသက်ရှင်နေလူငါတိတ်ခါမသေးရဘူး အသက်မရှိတော့ရင်သိက္ခာလည်းမရှိတော့ဘူး ဟေး你တို့ငါ့ကိုတတ်ချင်တတ်ပလိုက်ပြီးတော့မဖြစ်နဲ့ သမီးလေးကအရွယ်ရောက်နေပြီချစ်စရာ พี่เจครับโอ้ทำไรครับมี2คนตัดได้เรียครับไม่มีเวลาเลยบอกพี่เจครับ အဲ့တုန်းကမမထင်ခဲ့တာငယ်လေးကိုလည်းသူတို့တတ်ပစ်လိုက်ကြပြီလို့မမထင်ခဲ့တာ ဖေနဲ့မေဘာဖြစ်သွားတယ်မမဘာဖြစ်သွားတယ်ဆိုတာငယ်လေးလုံးဝမသိလိုက်ရဘူးတတိပြန်ရလာတော့မိနဲ့ခက်ကငယ်လေးမှမိသားစုမရှိတော့ဘူးငယ်လေးကိုသူကဲတင်လိုက်တယ်လို့ပြောတယ်အဲ့ဒီကလေးရတယ်ငယ်လေးသူ့ကိုမယုံခဲ့ပါ ဒါဆိုမင်းဘာလို့သူ့စီမှာဆက်နေနေသေးရလဲထွက်ခဲ့လိုက်ပေါ့ မမတို့တည်င်းအမှန်ကိုသိရဖို့တခုတည်းတော့တဲလွန်စာသူပဲရှိတာအဲ့ဒါကြောင့်သူ့ဘေးနာမှာနေရုပ်တရုပ်လို့ကြီးပြင်းခဲ့ရတာလက်ဆက်တော့တင်းရငါအတွက်နှဆိုးတစ်ကောင်ဖြစ်နေခဲ့တာ ထို့လည်းအဲ့ဒီလိုပဲထို့မျက်စိရှိမှလေတို့အဖေရဲရဲဆက်ဆက်တတ်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့နေရာတို့တက်တော့သေးပြက်ချောက်ချောစီဟာကောင်းတဲ့နေ့တစ်နေ့ပဲဟဲ့မြင်ကွင်းခုချိန်ထိမျက်စိတွေကမထပ်ဘူး တို့တွေအားလုံးပေါင်းမိသွားပြီဆိုရင်တော့ဒီမိစ္ဆာကိုဇက်သိမ်းပေးလိုက်လို့တော့ရပါပြီဒါပေမဲ့မင်းနဲ့ခက်ကို short တွက်လို့တော့မရဘူး ဟုတ်တယ်ဘလောက်ထိလဲဆိုရင်အဲ့ဒီမိန်းမကြီးကသူ့ကိုယ်စားသူ့ရဲ့ကိုယ်ပွားတွေကိုဖန်တီးထားနိုင်တဲ့အထိပဲ အဲ့ဒါဆိုလို့ရှိရင်မင်းနဲ့ခက်စစ်ကိုဘယ်လိုခွဲရမှာလဲ မိနက်ခတ်အစ်စ်ကသူ့ရဲ့ညာဘက်လက်ပေါ်
စိန်လက်စုကိုဘယ်တော့မှမချူ ဒါဆိုရင်တော့မေနက်ခတ်ကိုနှိမ်နေမှုအတွက်ကိုကိုကိုအများကြီးအားကိုးရလိမ့်မယ် ဟုတ်ကဲ့ပါရှင်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးနီးမိုင်နိုင်အမှတ်220နီးပန်းတင်ရွာဝင်အဝေးပြေးလမ်းမကြီးကုန်းတော်အားအောက်မှာမူရစ်စေဝါများကိုကားတစ်စီးနဲ့အတူပိုင်ရှင်မဲ့ဖန်စီရရှိရလို့သိရပါတယ်ရှင်ဖန်စီရရှိရဲ့မူရစ်စေဝါအရေးအတွက်ကိုတော့ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်ရှင်သေဆောင်လာတဲ့တရားခံများကိုဆက်လက်ဖော်ထုတ်သွားမယ်လို့သက်ဆိုင်ရာရဲ့အရာရှိတို့ကပြောကြားသွားပါတယ်ရှင် ဒါဘယ်လိုဖြစ်တာလဲကိုဆုံး ဒီလမ်းကြောင်းကကျွန်တော်လမ်းကြောင်းမဟုတ်ဘူးဗျာထက်ကဒါလိုက်ဆင်းဖက်တာဆိုတော့ကျွန်တော်လည်းမသိနိုင် အဲ့တော့ဘယ်လိုလုပ်မလဲ ဘူးလို့သေးတာပေါ့ဗျာလူမီမီပဲနဲ့ပစ္စည်းကြီးပဲမိတာဆိုတော့ပိုင်ရှင်မဲ့ပေါ့ ကျမအားကိုးတယ်နော်ကိုဆုံး ဒီကိစ္စတန်တရားနည်းနည်းတော့ရှိတယ်ဗျာဘာစီမံချက်မှမရှိပဲနဲ့ထက်ကရှောင်းတခင်ဝင်ဖမ်းတာဆိုတော့တရင်တစ်ခုခုရလို့တော့ဖြစ်ပဲ ဘဝမှာဒီတစ်ခါတောက်ရတဲ့ဘွားရတော်တော်ရတာရှိရပဲမင်းနိုင်ရင် ဒါမဲ့တို့တွေတတိလက်လွတ်တော့ပြောလို့ဖြစ်သေးဘူးကွာမင်းနဲ့ခက်ကို short တွက်လို့တော့မရဘူး ဒါမဲ့တို့မှာသူ့လူကိုပဲတာရှိနေပြီပဲ အဲ့အတွက်တို့ပိုသတိထားမှဖြစ်မှာညီမလေးကသူ့လက်ခုပ်ထဲကရေးဆိုတော့မင်းနဲ့ခက်တာရိတ်မိသွားရင်ညီမလေးအတွက်အချိန်မရွေးအနေရရှိနေတယ်လာကို Cheers. မကိုကိုကိုခိုင်းစရာရှိလို့လား ရှိတယ်အရေးကြီးတယ်ရန်ကုန်မှာလေလံပွဲရှိတယ်အဲ့ဒါကိုကိုသွားအောင်
ဘာပစ္စည်းလေးလန့်ကျင်ပါလဲမ ယေဒနာရွှေတောင်းနဲ့အများစိတ်ဝင်စားဖို့ကောင်းတယ် All limited edition တွေမပြောတာမမှားဘူးဆိုရင် US 2သိန်းလောက်နဲ့ပြတ်လိုက်ကိုကအဲ့ဒါကိုအများဆုံး2သိန်းပေးပြီးတော့ရအောင်ဆွဲတယ် မအဲ့ပစ္စည်းကိုဘာလို့မလုပ်လဲ ကိုကမနာမနေပြီးတော့အားလိုက်တာလီလန်တင်တဲ့ပစ္စည်းဆိုတာဒီလိုပစ္စည်းဖြစ်သွားတယ် US 2သိန်းဆိုတော့အဲ့ဒီပစ္စည်းကိုတမိုးအကြီးဆုံးလို့ထင်ကြမှာအဲ့ဒါကိုမှ US တန်ပေါင်းများစွာတောင်းပြောင်းပြီးတော့ဟိုဘက်ကိုပို့မှာပုံမှားရိုက်တာကွာအဲ့တော့ကိုတောင်ဝန်ကအဲ့ဒီတောင်ညိုမစီရအောင်ပေါ့လေ US 2သိန်းတောင်းလို့ရှိတယ်ကွာရှင်းမလား ဒီကျေးဇူးရွှေတောင်းပါဆိုရင်တော့ကျွန်တော်ကဘာတဝမ်း limited edition နဲ့ထုတ်လုပ်ထားတာဖြစ်ပြီးတော့မှ10ခုသာရှိပါတယ်။ထိုင်းပြည်ရဲ့တက်တော်80ပြည့်ဝင်လေခန္ဓာအနေနဲ့ကျွန်တော်ထိုင်းပြည်ငန်းတော်မှာထဲဝါစွာထားရှိထားတာဖြစ်ပြီးတော့မှဒုတိယတစ်ခုကတော့အရှိအလဲပိုင်းဒေသကပရှိတစ်ပါးရဲ့ဧကန်းဆောင်ထဲမှာခန့်ခဲများများနဲ့တည်ရှိနေတာဖြစ်ပါတယ်။တတိယတစ်ခုဒီတစ်ခုကတော့မြန်မာနိုင်ငံရဲ့ပထမရှိုးရုံးထဲမှာထားရှိထားတာဖြစ်ပါတယ်ခင်ဗျာ။ကြံကင်းဈေးအနေနဲ့ American Dollar တသိန်းကစတင်ပြီးတော့မှရောင်းချပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီ American Dollar တသိန်းကိုဘယ်သူများစတင်ပြီးတော့မှပေးဖို့အတွက်ဆန္ဒရှိပါတယ်ခင်ဗျာ။တသိန်းပေးမယ်။တသိန်းပေး။ဟုတ်ကဲ့ပါတသိန်းပါ။အဲ့တသိန်းထပ်ပို့ပေးမယ်ဆိုရင်အောင်ရှိပါသေးလားခင်ဗျာ။သိန်းနှစ်ထောင်။တသိန်းနှစ်ထောင်ဟုတ်ကဲ့ပါခင်ဗျာတသိန်းနှစ်ထောင်။သိန်းနှစ်ထောင်။တသိန်းလေးထောင်ထပ်ပို့ပေးမယ်ဆိုတော့ရှိပါသေးလား။ သိန်း9000 တသိန်းခွဲโอเค American Dollar တသိန်းခွဲပါတသိန်းခွဲထပ်ပို့ပေးမယ်ဆိုတော့ရှိပါသေးလားခင်ဗျာတသိန်းโอเคဘုရားကတသိန်းပေးထားပါတယ်ခင်ဗျာနော်ရှင်းတော့ပါမယ် American Dollar တသိန်းတစ်ချက် American Dollar နှစ်သိန်းနှစ်ချက်ပို့ပေးမယ်သူများရှိပါသေးလားခင်ဗျာနောက်ဆုံးတစ်ချက်ပါ American Dollar နှစ်သိန်းသုံးချက် Okay. American Dollar တသိန်းနဲ့ဂျန်နာရွှေ